Okay အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ The Child of Slenderina ဆိုမှဖြစ်ပါတယ် Let's go video လေးမဆိုင်မှာ channel လေးကို like and subscribe လုပ်ခဲ့ပါပြီးပြန်လေးနဲ့အားပေးခဲ့ပါကျွန်တော် subscribe ပါကျွန်တော်ကြော်နေပြီကဲတော့ video လေးအခုပဲစားလိုက်ရအောင်ငါပဲရောက်နေတာကွာပင်းခုပါလားကွာဒီမှာလဲပင်းခုပါလားကွာဒီမှာလဲဒီမှာလဲငါထပြီကွာငါအိပ်ပျော့သွားတာကွာငါအိပ်မှာငါအိပ်ပျော့သွားတာဟာငါအိမ်မှာငါအိပ်ပြော့သွားတာကွာဖွင့်လို့တော့မရအောင်ဒီမှာလဲမရှိလေကွာဘာမှမဆောင်ငါတီတီရဲ့ထွက်ပြေးရမယ်ကွာငါလေလမ်းမှာငါတွားနေငါလေအိမ်မှာတော့အိမ်နဲ့ငါ့ကိုလေဖန်ခေါ်သွားတာကွာငယ်ချင်းကတင်ငယ်ချင်းနဲ့စိန်ခေါ်လာတဲ့ထဲမှာစာအုပ်တအုပ်ပါတယ်ဒီစာအုပ်တအုပ်တော့ရှာမယ်ကွာဒီမှာလဲဒီမှာလဲတော့ချောင်းပဲကွာရေစိုးဒီမီးနဲ့တော့ဖွင့်ဖို့တော့ပိုင်စားလေးလို့တော့ပိုင်စားလေးရှာရမယ်ကွာဒီမှာရတော့ဒီမှာဒီတကားဖွင့်လို့မရဘူးရေဆုံးကဲရေဆုံးတော့ကွာဒီမှာလဲဘာမှတော့မရှိဘူးကွာပါတယ်နေလေကွာဒီမှာလဲဖွင့်ပြီလားဒီမှာလဲတော့ချောင်းဘာကောင်ကြီးလဲခေါင်းရလိုက်လာပြီကွာဒီတကားဖွင့်တော့တော့လို့လားကွာဒီစားဒီမှာလဲတော့ချောင်းတော့ရပြီရမလုံးနဲ့တော့မလုံးနဲ့လေအောင်တော့မလုံးနဲ့တော့ကိုက်ရဒီကောင်ကိုက်ရနော်ခွေးရဒီကောင်ခွေးကောင်ကိုက်ရခွေးကောင်ဒီစားဒီမှာတော့စီထိုးရရှိတယ်မခွေးလာအောင်မကိုက်ရမခွေးလာအောင်ပြောရမခွေးလို့ငါ့ကိုကိုက်တယ်နော်ဒီမှာတော့ချောင်းရပြီတော့ပိုင်စားချောင်းရပြီကဲရေစုပ်လွှဲချိုင်လိုက်တွားကြည့်မယ်မြေပုံစာရွက်တော့မပါဘူးနော်လို့လောက်လာမင်းငါမကိုက်နော်မင်းကခွေးစိတ်ပေါက်နေမင်းကဒူစိတ်မှမရှိတာခွေးလေမင်းကခွေးဆိုတော့ဒီဒါတော့ဘယ်ကြောင်းမရဲ့ကွာလန့်တာပဲကွာငါ့လာချောင်းနေတယ်ကွာပြေเจ้าဖြစ်နေတာကွာပြေဟောတရေမဝိတရေမငါလာချောင်းနေဝိတရေမမကြောက်ကွာနေငါမကြောက်ကွာဒီမှာလဲတော့ချောင်းရှိတာပဲညမစေးထိုးရတဲ့စေးတုံးလိုက်ပြီဆိုဒီကောင်လေးတော့ဆိုရေဆိုဒီဘက်ချမ်းမှာဖွင့်ကြည့်မယ်ဆိုဒီကားပြန်ပိတ်လို့တော့မရတော့ဘူးဘာမှတော့မရှိရခိုင်းဒါတော့ကြဲရဒါတော့အဲ့ရတော့ကြဲရတာရဲလိုက်တခုမှလာပြီရဲလိုက်လားမသိဘူးဒါရဲလိုက်လားမသိဘူးဒီမှာဖွင့်ရမှာကွာရေဆိုဒီမှာလဲဒီတကားရေစုပ်ပွင့်လိုက်မယ်ရေစုပ်ဒီမှာလဲပါရေချိုးကန်ကွာဒီမှာလဲပါရှိရကွာရေစုပ်ကြည့်မယ်ရေစုပ်ဒီမှာတော့ပိုင်စားတွေရှိတယ်ဒီမှာလဲတော့ပိုင်စားတွေရှိတယ်ရေစုပ်တက်လိုက်မယ်ရေစုပ်တရေခလေးရကွာဒီမှာလဲရေစုပ်ဆလန်ဒရီနာရဲ့အဖေကဆလန်ဒါမန်လို့လည်းပြောဆလန်ဒရီနာရဲ့အဖေကဆလန်ဒါမန်လို့လည်းပြောတာပေါ့ဒီမှာတော့တစ်ချောင်းရှိရယ်လန့်တယ်ကွာတီဗီရတယ်ပွင့်တယ်ကွာဒီမှာလည်းဘာမှတော့မရှိကွာအဆွဲထဲမှာကြည့်မယ်ဘာမှတော့လည်းမရှိဘူးကွာဒီမှာလည်းဒီတကားလေးဆိုဖွင့်ကြည့်မယ်ဒီမှာရေချိုးကမှလည်းတွေးနေတယ်ဒီမှာလဲဘာမှတော့မရှိဘူးကွာရေစုပ်ဒီမှာလဲစေးထိုးအပ်ရှိတယ်ဒီမှာစေးထိုးအပ်တော့ရှိတယ်ကွာဒီမှာရတော့ကွာဒီမှာလဲတော့ပိုင်စားရှိတယ်ကဲရေစုပ်ဒီတကားဖွင့်လိုက်မယ်ရေစုပ်ဒီမှာလဲဘာတွေရှိတယ်ကွာဒီမှာလဲဟိုမှာလဲတော့ချောင်းရှိတာပဲမှာ
အဲ့မှာတော့ချောင်းရှိတယ်အော်ဒါတူတို့မီတာစုပဲကွာအော်ဒါဆလန်ဟိုမဟုတ်တရေမရဲ့အဖေနဲ့အမေပေါ့တရေမရဲ့အဖေနဲ့အမေပေါ့ဟိုတရေမရဲ့အဖေနဲ့တရေမရဲ့အဖေနဲ့အမေပေါ့အဲ့ဒါရေစောတော့ရပြီဆိုတော့တော့ခက်တာကားလေးလိုက်ဖွင့်လိုက်မယ်တော့ခက်ရတဲ့ကားလေးလိုက်ဖွင့်လိုက်မယ်ဆိုတော့ခက်ရတဲ့ကားလေးကเป็นมาแล้วไม่ดีရေစောတော့ခက်ရတဲ့ကားလေးလိုက်ကြည့်မယ်ဒီကောင်ကတော့ငေါလာကိုင်းနေတော့ခက်ရတဲ့ကားရဒီတရေမအဲ့ရထွက်ပြေးရမယ်ကွာဒီမှာလဲဒီမှာလဲဘာမှတော့မရှိကွာဒီမှာလဲဘာမှတော့မရှိကွာရေစောတော့ခက်ရတဲ့ခံအောင်ငါလိုက်ရှာနေရပဲကွာတော့ခက်ရတဲ့ခံအောင်တော့ခက်ရတဲ့ခံဒီမှာမရှိကွာတော့ခက်ရတဲ့ခံခုနတွေးလိုက်တဲ့ခံနေဒီခံပဲမလည်းမသိဘူးဒါလည်းဖွင့်ပြီးတာခံမယ်ဒီတကားပဲကွာရေစောဒီမှာလဲတော့ချောင်းရှိရဒီမှာလဲတော့ချောင်းရှိရပဲကွာအရင်ဆုံးတော့ဒီတပုံကြီးလို့လန့်တယ်ကွာဘေးကြောင်မာကတော့မချောင်းနဲ့နော်နေတော်6ချင်းနေတာကွာနေငါတော်တော်လေး6ချင်းနေတာကွာရေစောဒီအပေါ်တားမယ်ဒီအပေါ်မှာရေစောပါရှေ့ဆိုကြီးရတကြီးရနေမယ်တကြီးရအောင်မယ်ဒီမှာလဲလန့်တယ်ကွာဒီမှာလဲဒီအန်ဆွဲဒီမှာလဲဘာတွေရှိလဲကွာတော့နောက်ထပ်အပိုင်းစားတစ်ခုပဲလိုတော့တယ်ကွာဒီမှာလဲတီဗီကြီးနဲ့အော်မှာစေးထိုးရရှိတယ်ဆိုစေးထိုးရနဲ့စေးထိုးလိုက်ရင်ဆိုနှလုံးယောဂကုတာပေါ့ဒါနှလုံးယောဂကုတာပေါ့ဒါဖွင့်ဖို့တော့ဒါလည်းလော့ချတာလန့်တယ်ကွာဆလန်ဒရီနာရဲ့အဖေပေါ့ဒါတော့ချောင်းရှာရမယ်ကွာဒါဖွင့်ဖို့တော့နောက်ချောင်းဆိုနိုင်ပြီကွာတော့နောက်ချောင်းရှာလိုက်မယ်ရေစိုးအမလည်းတော့နောက်ချောင်းတွေ့ပြီရေစိုးဒီတကားရေစိုးဖွင့်ဖို့တော့ရေစိုးတော့နောက်ချောင်းတော့တွေ့ပြီကွာရေစိုးဒီဗီဒီယိုတွေထဲမှာဘာရှိရကြည့်ကြအောင်မှာစေးလို့ရရှိတယ်ဒီမှာရဒီမိဖို့ကြောင်တွေထဲမှာလိုက်ဖွင့်ကြည့်မယ်ကဲဘာမှတော့မရှိဘူးကွာရေစိုးရပြီဆိုရင်ထွက်သွားတော့မယ်မထွက်သွားရဆိုအပွင့်အောင်လန့်တယ်ကွာနေရတော့ကလည်း6နေတယ်နေလည်းကလည်း6နေတယ်ဒီမှာလည်းတွေးတဲ့တဘောဝင်ပဲကွာကဲရေဆုံးထွက်သွားတော့မယ်ကွာလမ်းပြောင်းနေပြီလမ်းနဲ့ပြောင်းနေပြီကွာလမ်းတော့ပြောင်းနေပြီဒီလမ်းထဲမှာဒီတရေရထွက်ပြေးရအောင်ကြော့တရေရဖန်ထားတာပါဗျာကဲဆိုဒီမှာတော့လမ်းတော့တွေ့ပြီဆိုတော့ရေစောဒီဘက်ကျန်လမ်းမအမှန်ရဲ့လားမသိဘူးမှန်တယ်ကွာဒီတရေရထွက်ပြေးရမယ်ကွာရေစောဒီဒီမှာလည်းစာအုပ်ရပြီဟာပြိုတော့မှလားမသိဘူးငါထွက်ပြေးမှဖြစ်တော့မယ်ပြိုတော့မှလားမသိဘူးပြိုတော့မှလားမသိဘူးထွက်ပြေးမှဖြစ်တော့မယ်ရေဆိုတော့ထွက်ပြေးရတော့မယ်ကွာလမ်းမှန်လားမသိဘူးဒီလမ်းလည်းမဟုတ်ဒီလမ်းတော့မြန်လောက်အချိန်မရှိတော့ပြိုကြတော့မယ်မြန်ထွက်သွားမှဖြစ်တော့မယ်ကွာလမ်းမနဲ့မြန်တော့အိမ်ပြိုတော့မယ်ကွာအိမ်ပြိုတော့မယ်ကွာမြန်သွားမယ်အိမ်ပြိုတော့မှဒီဘက်ခြမ်းဗီဒီယိုကြီးနဲ့ရပါပြီကွာအဲ့ဆုံးမြန်သွားဖြစ်တော့မြန်သွားမယ်အိမ်ပြိုတော့မှအချိန်မရှိတော့ဒီမှာတော့တရေမပုံကွာဒီအကောင်ရကြီးပဲနိုင်ဝါရောဗျာဒီဆိုကဲဆိုတော့ဒီနေ့ဗီဒီယိုလေးကလာပါဆုံးလိုက်ပါကြည့်ရှုပေးရတော့အားလုံးကိုကျေးဇူးတင်ပါတယ်ကဲဆိုတော့နောက်ဗီဒီယိုကြည့်ပြတွေ့ကြပါမယ်ဗီဒီယိုလေးမဆိုင်မှာ channel လေးကို like subscribe လုပ်ခဲ့ပါ BBN လေးနဲ့အားပေးခဲ့ပါကဲဆိုတော့ဒီနေ့ဗီဒီယိုလာပါဆုံးလိုက်ပါကြည့်ရှုပေးတော့အားလုံးကိုကျေးဇူးတင်ပါတယ်ကဲဆိုတော့နောက်ဗီဒီယိုကြည့်ပြန်တွေ့ကြမယ် bye bye